ရုံးမှာနှစ်လက်စားစားတဲ့နေ့လေးပဲဖြစ်ပါတယ်။အိမ်ကမာတာမိခင်ကျေးဇူးရှင်ရဲ့လက်ရပဇွန်ဟင်းနဲ့ငရုတ်သီးစိမ့်ကြော်ရဲ့တိုးစရာတပူးကြီးပါ။ကျွန်တော်ကချင်းချင်းလေးစားကျင်တာဖြစ်တဲ့အတွက်ထိမိကွီကငါးငပိချင်မောင်ကျော်ဘူးသေးလေးကိုဖောက်လိုက်ပါတယ်။ကျွန်တော်အိမ်ကမာတာမိခင်ကျေးဇူးရှင်ရဲ့ငရုတ်သီးစိမ့်ကြော်ကလည်းလုံးဝထိမိနေရပဲ။ကျွန်တော်ရဲ့အကြိုက်ဆုံးလက်ရပေါ့နော်။ထမင်းကိုချင်မောင်ကျော်တင်ပြီးတော့အိမ်ကထည့်ပေးလိုက်တဲ့ငရုတ်သီးစိမ့်ကြော်နဲ့ပြီးရင်နန်းနန်းမင်းတိုးစရာနဲ့တို့လုံးဝလိုက်ဖက်နေတာပဲတိုးစရာကလည်းတပူးကြီးဆိုတော့ကျွန်တော်အားရပါရစားလိုက်ပါတယ်အင်းကအမေရဲ့ပဇွန်ဟင်းရလဲချိုမွှေးပြီးတော့တော်တော်စားကောင်းတာပါခင်ဗျာအပို့မပြုံးကျွန်တော်တော့ဒီလောက်ဟင်းချက်ကောင်းနေကျွန်တော်အမေကတော့ပြောစရာအောင်မလို့တော့စားတာပါပြီးတော့ကျွန်တော်ကတိုးစရာကြိုက်တော့ကျွန်တော်ရဲ့အမေထည့်ပေးလိုက်တဲ့တိုးစရာအစုံပါပဲဆလက်ရွက်တွေနန်းနန်းမင်းတွေပေါက်ပန်းပြူတွေတရက်သီးတွေဖျန်းကျွတ်သီးတွေမုံညင်းဘူးတွေအများကြီးပါပဲထမင်းလေးကိုချင်မောင်ကျော်နဲ့နေထားတဲ့ချင်းချင်းလေးပေါ်မှာမှငရုတ်သီးစိမ့်ကျော်လေးကိုထည့်လိုက်တော့အချိန်မှာလုံးဝပွင့်ထွက်သွားတာပဲပြီးတော့ကျွန်တော်ကတိုးစရာဆိုလဲအခုလိုပေါက်ပန်းပြူရက်ကိုလည်းကြိုက်တယ်လေပေါက်ပန်းပြူကိုခြွေပေးထားရင်လည်းမကြိုက်ဘူးနော်အခုလိုအခက်လိုက်ကြီးကိုခြွေပြီးစားလာမှာလုံးဝကိုထမင်းမိန်တာပြီးတော့ခရမ်းကြိုသီးကျွတ်လေးနဲ့ဆိုတော့လေပို့ပြီးတော့ကျွတ်နဲ့စားလို့ပိုကောင်းနေပြန်ရောငါစားကြည့်ပါပေါက်ပန်းပြူရဒီနေ့ကတော့အိမ်ကအမေထည့်ပေးလိုက်တဲ့ဟင်းကအရန်လိုက်ဖက်နေတော့ကျွန်တော်ကသမင်းကိုစလုံးထဲမှာထည့်ပြီးတော့လက်အိတ်ဆုပ်ပြီးတော့ဆွဲလိုက်တာပါပဲအရင်ပုံမှန်ဆိုရင်တော့ဇွန်းလေးနဲ့ပဲဟန်ဆောင်ပန်ဆောင်နဲ့စားနေရတာပေါ့ဒါပေမဲ့ဒီနေ့ကတော့ဟန်မဆောင်နိုင်တော့ပါဘူးမဝနိုင်လို့နောက်ထပ်သမင်းနည်းနည်းတောင်ထည့်ယူလိုက်ရသေးတယ်ထမီကွီကအခုဆိုရင်ချမောင်ကျော်ငပိလိမ္မာကျော်နဲ့စာရင်းငါးတစ်တာတွေထုတ်လုပ်ထားပါတယ်။ထိမိကွရဲ့တန်ဖိုးတွေအကုန်လုံးက ISO HACCP FTA လက်မှတ်တွေရထားတဲ့အပြင်ကိုဟာလာလည်းရထားတဲ့အတွက်ကြောင့်လူမျိုးဘာသာမျိုးစိတ်ချယုံကြည်စွာနဲ့စားသုံးနိုင်ပါတယ်ခင်ဗျာ။ထိမိကွ